သူ့ရဲ့အကြီးမားဆုံးရန်သူပြန်ပေါ်လာပြီးလက်စားချေဖို့စူးစမ်းလာတဲ့အချိန်မှာတစ်ချိန်ကရာဇဝတ်မှုလောကရဲ့ဉာဏ်ကြီးရှင်တစ်ယောက်ဟာစူပါပါဝါရှိတဲ့ဗီလိန်အဖွဲ့တစ်ဖွဲ့ကိုစစ်ကြေညာကသူတိသမျှဉာဏ်ပညာတွေအားလုံးအသုံးချပြီးသူ့မျိုးကိုကယ်တင်ဖို့စူးစမ်းရပါတော့တယ်ဒီနေ့တော့2024ခုနှစ်ထွက် Mega Man Rule ဇလန်းကိုပြောပြပေးမှာဖြစ်ပါတယ်Mega Man ဟာ Metro City ရဲ့ Super Hero အသစ်ဖြစ်ပြီးသူ့ရဲ့သစ္စာရှိလက်ထောက်ချွန်နဲ့အတူမြို့ထဲကရာဇဝတ်မှုတွေကိုစောင့်ကြည့်နေပါတယ်။ဒီနေ့မနက်မှာ Chum က Everything Store မှာလူရဲမှုဖြစ်နေကြောင်းသတင်းပို့လာတာနဲ့ Mega Man ချက်ချင်းထွက်ခွာသွားပါတယ်။ဒါပေမဲ့ Supermarket ကိုရောက်သွားတဲ့အခါ Dude Monkey ဆိုတဲ့လူငယ် hero တစ်ယောက်ကဓာပြကိုဖမ်းဆီးပြီးပတ်စံတွေပြန်ပေးထားပြီးသားဖြစ်နေပါတယ်။ Dude Monkey ဟာသူ့ရဲ့လုပ်ရက်တိုင်းကိုဗီဒီယိုရိုက်ကူးကလူမှုကွန်ရက်ပေါ်တင်ပြီးသူဘလောက်ထူးချွန်တဲ့ hero လဲဆိုတာပြသနေသူဖြစ်ပါတယ်။ Mega Man ကိုမိတ်ဆက်ပြီးနောက်သူဟာသူ့ရဲ့ followers တွေကိုနှုတ်ဆက်ကထွက်သွားပါတယ်။အဲ့ဒီနောက် Chum က Mega Man ကိုလူငယ်တွေကိုအားပေးနိုင်တဲ့အတွက်ချီးကျူးပါတယ်။နေ့လယ်ပိုင်းမှာ Mega Man ဟာမြို့တော်ဝင် Roxanne ကိုတွားတွေ့ရ Doom Syndicate အဖွဲ့ဟာထောင်ဖောက်ထွက်ပြေးသွားကြောင်းသိရပါတယ်။အဲ့ဒီအချိန် Christian ရောက်လာပြီးမြို့ရဲ့ Fish Museum အသစ်ဖွင့်ပွဲမှာ Mega Man ကိုမိန့်ခွန်းပြောမဲ့သူအဖြစ်အကြံပြုဖို့ Roxanne ကသူ့ရဲ့အတွင်းရေးမှူးကိုစာပို့ခိုင်းပါတယ်။နာရီအနည်းငယ်ကြာပြီးနောက် Mega Man အိမ်ပြန်ရောက်တဲ့အခါခေါက်ရောက်လာပြီး Dude Monkey ဟာ Mega Man ကိုအသက်ကြီးလွန်းပြီးhero မဖြစ်သင့်တော့ဘူးလို့ online မှာလောင်ပြောင်ထားတဲ့ဗီဒီယိုတစ်ခုတင်ထားကြောင်းပြောပြပါတယ်။ Metro City ပြည်သူတွေကိုသူကာကွယ်နိုင်သေးတယ်ဆိုတာသက်သေပြဖို့ Mega Man ဟာခေါက်ကိုမတော်ဖြစ်အောင်ကူညီပေးဖို့တောင်းဆိုပါတယ်။ခေါက်ရဲ့ပထမဆုံးတာဝန်က Mega Man ကိုကင်မရာရှိမှတဘာဝကြကြပြောတတ်အောင်တင်ပေးဖို့ဖြစ်ပေမဲ့ Mega Man ကတော့ဆွဲဆောင်မှုတိတ်မရှိပါဘူး။လူတွေကလည်းသူ့ထက် Dude Monkey နဲ့ပဲဓာတ်ပုံရိုက်ချင်နေကြပါတယ်။ Mega Man ရဲ့ဗီဒီယိုတင်ပြီးနာရီအနည်းငယ်ကြာတဲ့အခါခေါက်ကဗီဒီယိုတစ်ခုမှမရှိသေးတာကိုတွေ့ပြီးစိတ်ပျက်သွားပါတယ်။နောက်နေ့မှာ Mega Man ဟာ Doom Syndicate အဖွဲ့ဝင်99ကိုဖမ်းတဲ့အခိုက်အတန့်ကိုဗီဒီယိုရိုက်ကူးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါပေမဲ့အချိန်ချင်းစူးစမ်းပေမဲ့99ကိုမဖမ်းနိုင်ပါဘူး။စိတ်တူပြီးဗီဒီယိုတွေဖြတ်မဲ့လို့ရကမတော်တဆ online ပေါ်တင်မိသွားပါတယ်။အဲ့ဒီအချိန် Chum က Dude Monkey ဟာ Fish Museum ဖွင့်ပွဲကိုဖိတ်ကြားခံရကြောင်းကြေညာထားတဲ့ဗီဒီယိုကိုပြသလိုက်ပြီး Mega Man ကိုသူ့နေရာမှာအစားထိုးလိုက်ကြောင်းသိရပါတယ်။ဒီသတင်းက Mega Man ကိုပိုပြီးစိတ်သက်ကြစေပါတယ်။ဒါပေမဲ့ခေါက်ကသတင်းကောင်းတစ်ခုယူလာပါတယ်။99ကိုဖမ်းဖို့စူးစမ်းရင်းကြာရှုံးတဲ့ Mega Man ရဲ့ဗီဒီယိုတွေ viral ဖြစ်သွားပြီးလူထောင်ပေါင်းများစွာကသူ့ကိုအားပေးလာကြပါတယ်။99ရဲ့ဗီဒီယိုတွေကိုလေ့လာရင်း Fish Museum ကစိန်လဆင်ထားတဲ့ card 9ရုပ်ကိုခိုးဖို့စီစဉ်နေကြောင်း Mega Man သိသွားပြီးချက်ချင်းသွားတားဆီးပါတယ်။အဲ့ဒီအချိန် Dude Monkey က Aquarium ဖွင့်ပွဲမှာမိန့်ခွန်းပြောနေစဉ်99ပေါ်လာပါတယ်။ Dude Monkey ကသူ့မိတ်ဆွေ Brad ဝစ်စုံပြောင်းထားတယ်လို့ထင်ပြီးလိုက်သွားပေမဲ့အမှန်တကယ်ဗီလိန်ဖြစ်နေကြောင်းသိသွားတဲ့အခါရိုက်နှက်ခံရပြီးလူအုပ်နဲ့အတူထွက်ပြေးသွားပါတယ်။အဲ့ဒီအချိန် Mega Man ရောက်လာပြီး Ice Gun 3က99ကိုအေးခဲစေလိုက်ပါတယ်။ဒါပေမဲ့ထွက်ပြေးဖို့99ဟာသူ့ရဲ့တန်ချက်ကာကိုစွန့်ပစ်ပြီးကိုအင်းကပြတ်သွားရင်အလင်းမြန်ပြန်ကြီးထွားနိုင်တဲ့မျိုးဗီဇပြုပြင်ထားသော Starfish ကိုတက်ခွဲကန်းထဲကခိုးယူသွားပါတယ်။အဲ့ဒီ Starfish ထဲမှာ Mega Man ပြန်လဲအင်အားရရှိပြီးသူ့ရဲ့တပည့်ဟောင်းကိုလက်စားချေနိုင်ဖို့လိုအပ်တဲ့ genetic key ပါဝင်နေပါတယ်။တရက်မှာ Mega Man နဲ့ Roxanne ဟာ Madonna Steiner ကိုတွားလဲပြီး Donna ပြုလုပ်ပုံကိုလေ့လာကြပါတယ်။မုံနစ်တွေပြုလုပ်တဲ့နေရာကိုပြနေစဉ် Madonna ဟာသူတို့ချထားတဲ့ jam ကိုချော်ကအိုးကြီးထဲပြုတ်ကျသွားပါတယ်။ Mega Man ကချက်ချင်းကယ်တင်ပေမဲ့အိုးကိုထောက်ထားတဲ့တန်ချေတောက်တွေကိုဖျက်ပြရပါတယ်။အဲ့ဒီနောက်မှာ Donna ကိုဆေးရုံတင်ပြီးနောက်တစ်နေ့မှာစိုင်ပြန်ဖွင့်နိုင်ကြောင်းခွင့်ပြုချက်ရရှိပါတယ်။ Chum နဲ့ Brain Bolt တွေကအိုးကိုပြန်ပြင်ပေးပေမဲ့အပူပေးဆက်အစိပ်ပိုင်းတွေမရသေးတာကြောင့် Mega Man က laser gun တစ်ခုငှားပေးလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီပစ္စည်းဟာ Madonna ရဲ့လက်မှာကတ်သွားပါတယ်။နာရီအနည်းငယ်ကြာပြီးနောက် Dano ဝစ်စုံဝစ်ထားတဲ့ဗီလိန်အသစ်တစ်ယောက် Central Bank ကိုလူရက်နေကြောင်းသတင်းထွက်လာပါတယ်။ Mega Man တွားရောက်ကြည့်တဲ့အခါအဲ့ဒီလူဟာ Madonna ဖြစ်နေပြီး laser gun ကိုမထိန်ချုပ်နိုင်တာကြောင့်လေဆာတွေအဆက်မပြတ်ပြစ်ထွက်နေကြောင်းသိရပါတယ်။သူတို့နှစ်ယောက်ပစ္စည်းကိုဖြုတ်ဖို့စူးစမ်းနေစဉ်ကွန်ကရစ်တုံးတုံပြုတ်ကျပြီး Madonna ခေါင်းထိကတတိလစ်သွားပါတယ်။အဲ့ဒီအချိန်ရဲတွေရောက်လာတာကြောင့် Mega Man က smoke screen သုံးပြီး Madonna ကိုခေါ်ထုတ်သွားပါတယ်။တတိပြန်ရလာတဲ့အခါ Madonna ဟာအရာအလုံးကိုမေ့သွားပြီး Chum ကအကူအညီရှာဖို့ထွက်သွားပါတယ်။အဲ့ဒီအချိန် Goldfish Gang ရောက်လာပြီး Central Bank ကိုလူရက်ခဲ့တာမြင်ခဲ့ကြတဲ့အတွက်မှာMadonna ကိုသူတို့ရဲ့အတော်ဖြစ်သတ်မှတ်ကြပါတယ်။မှတ်ဉာဏ်ပြောင်းနေတဲ့ Madonna ကလည်းသူ့ကိုယ်သူဗီလိန်တယောက်လို့ထင်သွားပြီး Goldfish Gang နဲ့အတူလူရက်မှုတွေစတင်လှုပ်ဆောင်လာတော့တယ်။ Madonna ကိုဒဆခံအဖြစ်ဖမ်းထားတယ်လို့ထင်တဲ့ Mega Man ဟာသူ့ကိုကယ်တင်ဖို့သွားရမှာပိုက်ကွန်နဲ့ဖမ်းဆီးခံလိုက်ရပါတယ်။ဒီအချိန်မှာ Mr. Donut ရဲ့ဇနီးဖြစ်သူကလာယာရောက်လာပါတယ်။မိသားစုကိုမြင်လိုက်တာနဲ့ Mr. Donut ရဲ့မှတ်ဉာဏ်တွေတဖြည်းဖြည်းပြောင်းဝင်လာပါတော့တယ်။သူဟာချက်ချင်းပဲလူဆိုးတွေကိုတိုက်ခိုက်ပြီးသူ့ကိုကယ်တင်ဖို့ရောက်လာတဲ့မီဂါမိုင်းနဲ့ချမ်းတို့ကိုလွတ်မြောက်အောင်လုပ်ပေးလိုက်ပါတယ်။အဲ့ဒီနောက်မီဂါမိုင်းချမ်းနဲ့ Mr. Donut တို့ပူးပေါင်းပြီး Goldfish Gang အဖွဲ့ကိုဖမ်းဆီးနိုင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာမီဂါမိုင်းက Mr. Donut ဟာလူဆိုးရောင်ဆောင်ပြီးအဖွဲ့ကိုဖမ်းဖို့ကူညီခဲ့တာဖြစ်ကြောင်းလူအများကိုရှင်းပြလိုက်တာကြောင့်သူ့ပေါ်ဆွဲချက်အားလုံးနဲ့ပျောက်ကွယ်သွားပါတယ်။ဒီနေ့မီဂါမိုင်းကသူ့ပရိသတ်တွေရဲ့မေးခွန်းတွေကိုဗီဒီယိုရိုက်ကူးပြီးဖြေနေချိန်မှာအစာအကျွင်းကြံတွေစားနေတဲ့ဖိုးဟက်ကြီးတစ်ကောင်ကိုတွေ့လိုက်ရပါတယ်။
ကြောက်လန့်သွားတဲ့မီကာမိုင်းဟာထိုင်ကုန်နောက်မှာပုံပြီးနောက်ထပ်ပိုးမွားတွေအများကြီးချင်းကပ်လာတာကိုမြင်လိုက်ရပါတယ်။သူဟာချမ်းရဲ့ရင်ခွင်ထဲခုန်ဝင်ပြီးတက်ခွဲကန်းထဲကနေထွက်ပြေးသွားပါတယ်။ဗီဒီယိုကနေတဆင့်ခုံတဲ့ချမ်းကိုပိုးဟတ်တွေကိုမရှင်းမချင်းငါမပြန်လာဘူးလို့ပြောလိုက်ပါတယ်။ဒေါသထွက်နေတဲ့ချမ်းဟာခုတ်ကိုခေါ်ပြီးတန်ရှင်းရေးပစ္စည်းတိုးလောင်ယုံစီသွားပါတယ်။မင်းအစားစားပြီးအမှုန့်တွေကျဲထားလို့ဒီပိုးဟတ်တွေပေါ်လာတာလို့ခောက်ကိုအပြစ်တင်ပါတယ်။အဲ့ဒီနောက်ပိုးသက်ဆေးထင်ပြီးပလင်းတစ်လုံးယူလာကပိုးဟတ်တစ်ကောင်ပေါ်ပတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒါကပိုးသက်ဆေးမဟုတ်ပဲညံရင်မြင့်ဆေးဖြစ်နေပါတယ်။ပိုးဟတ်ဟာချက်ချင်းစကားပြောနိုင်လာပြီးသူ့ကိုယ်သူရာချယ်လို့မိတ်ဆက်ပါတယ်။ရာချယ်ကသူဟာမီကာမိုင်းလိုညံကြီးရှင်ဖြစ်သွားပြီလို့ပြောပြီးညံရင်မြင့်ပိုးဟတ်တက်ကြီးတစ်ခုဖွဲကလူသားတွေကိုလက်စားချင်မယ်လို့ကြေညာပါတယ်။ရာချယ်ရဲ့အမိတ်တိုင်းအိမ်ထဲမှာပုံနေတဲ့ပိုးဟတ်အလုံးစုဝေးလာပြီးညံရင်မြင့်ဆေးကိုခိုးယူဖို့ကြိုးစားကြပါတယ်။ချမ်းကလေစာနဲ့ဖျက်ဆီးဖို့ကြိုးစားပေမဲ့ရာချယ်ကပလင်းကိုခိုးယူနိုင်ခဲ့ပါတယ်။ခုတ်ကနောက်ကလိုက်ပြီးပါဆိုတဲ့ဆက်ရုပ်ချက်တူတွေကိုအကူအညီတောင်းပါတယ်။ကပလင်းကိုယူပြီးပြန်ထွက်ဖို့ကြိုးစားပေမဲ့မှန်မျက်နှာချက်ကိုဝင်တိုက်မိပြီးပလင်းကအပေါ်မှာကတ်နေပါတယ်။ခုတ်ကချက်ချင်းတက်ယူဖို့ကြိုးစားချိန်မှာချမ်းရဲ့ဝစ်စုံကအဝေးထိန်းစနစ်နဲ့ထိန်းချုပ်ခံထားရတာကြောင့်ခုတ်ကိုဖမ်းဆီးလိုက်ပါတယ်။ခုတ်ကညံရင်မြင့်စေးပလင်းကို reset ခလုတ်စီပစ်လိုက်တာကြောင့်ချမ်းဟာသူ့ဝစ်စုံကိုပြန်ထိန်းချုပ်နိုင်သွားပါတယ်။ဒါပေမဲ့ပိုးဟတ်တွေကဆေးကိုထပ်မံရယူသွားပြီး Rachel ဟာသူ့ရဲ့စစ်တပ်ကြီးကိုတိစောက်နိုင်ခဲ့ပါတယ်။ Rachel ကလူသားတွေကိုစစ်ကြေညာဖို့ပိုးဟတ်တွေကိုမိန့်ခွန်းပြောပြီးအားပေးပါတယ်။ခက်ကဒိုနက်တစ်ခုကိုငါးစာအဖြစ်အသုံးပြုဖို့အကြံပေးပြီးချမ်းကတော့သူ့ရဲ့စူပါဖုံဆုပ်ဆက်ကိုပြန်ပြင်ပါတယ်။ပိုးဟတ်တွေဒိုနက်စီစုပြုံလာတဲ့အချိန်မှာဖုံဆုပ်ဆက်နဲ့အားလုံးကိုစုပ်ယူလိုက်နိုင်ပါတယ်။ Rachel နဲ့သူ့ရဲ့ပိုးဟတ်စစ်တပ်တစ်ခုလုံးကိုဖမ်းမိပြီးနောက်ချမ်းနဲ့ခရိုတို့ကဒုံးပြန်တစ်စင်းနဲ့ထဲကအာကာသထဲပစ်လွတ်လိုက်ပြီးအခြားဂျိုတစ်ခုစီပို့လိုက်ကြပါတယ်။နောက်တစ်ပတ်မှာတော့ Roxanne ဟာ Lady Darkboy စီကချင်းချောက်စာတစ်စောင်ရရှိလာပြီးမီကာမိုင်းစီအကူအညီတောင်းပါတယ်။မီကာမိုင်းက Roxanne ကိုရန်သူရဲ့ပြစ်မှတ်မဖြစ်စေဖို့ရုပ်သွင်းပြောင်းဆက်တစ်ခုအသုံးပြုပြီးသူတို့နှစ်ယောက်ရဲ့ပုံစံကိုလဲလှယ်လိုက်ပါတယ်။မီကာမိုင်းကမြို့တော်ဝင်ရုံးမှနေပြီး Roxanne ရဲ့လူကြိုက်များမှုတိုးလာအောင်စီစဉ်နေချိန် Roxanne ကတော့မီကာမိုင်းဖြစ်တရုပ်ဆောင်ရပါတယ်။ခုတ်ကသူတို့နှစ်ယောက်ကိုရီကိုတွေးပါလဲသွားတာကိုသတိထားမိပါတယ်။တနေ့တပြမှုတစ်ခုဖြစ်ပွားတဲ့အခါ Roxanne ဟာစူပါဟီးရိုးတစ်ယောက်လိုအမှန်တကယ်လိုက်ဖမ်းရပါတော့တယ်။နောက်ဆုံးမှာခိုးယူသွားတဲ့ပတ်စံအိတ်ကိုပြန်ယူနိုင်ခဲ့ပေမဲ့မီကာမိုင်းရဲ့လေဆာတနက်ကိုအသုံးပြုရမှာအမှားလုံးမိပြီးမြို့ရဲ့အစိပ်ပိုင်းတစ်ခုကိုဖျက်ဆီးမိသွားပါတယ်။အဲ့ဒီနောက်ပိုင်း Roxanne ဟာစူပါဟီးရိုးတစ်ယောက်ဖြစ်လာဖို့လေ့ကျင့်သင်ကြားရင်းမီကာမိုင်းရဲ့နည်းပညာပစ္စည်းတွေကိုမှန်ကန်စွာအသုံးပြုတတ်လာပါတယ်။တစ်ဖက်မှာတော့မီကာမိုင်းက Roxanne ကိုနောက်တစ်ကြိမ်မြို့တော်ဝန်အဖြစ်ရွေးချယ်ခံရစေဖို့သူမရဲ့ပုံရိပ်ကိုမြင့်တင်ပေးနေပါတယ်။ဒါပေမဲ့ Roxanne ကမီကာမိုင်းဖြစ်လုပ်တဲ့အမှားတွေကြောင့်မီကာမိုင်းရဲ့ဂုဏ်သတင်းကျဆင်းလာပြီးမီကာမိုင်းကမြို့တော်ဝန်အဖြစ်လုပ်တဲ့အမှားတွေကြောင့် Roxanne ရဲ့လူကြိုက်များမှုလည်းကျဆင်းလာပါတယ်။အဲ့ဒီအချိန်မှာ Lady Darkboy ထပ်မံပေါ်လာပြီးမီကာမိုင်းကိုတိုက်ခိုက်ပါတယ်။လက်စီးတန်းတစ်ခုပြစ်လွတ်ပြီးနောက်မြို့တော်ခမ်းမစီထွက်ပြေးသွားပါတယ်။အဲ့ဒီနေရာမှာမြို့တော်ဝန်ကိုစန့်ကျင်ဆန္ဒပြနေတဲ့လူအုပ်ကြီးရှိနေပါတယ်။ Lady Darkboy ကိုမြင်လာတဲ့လူတွေအားလုံးထွက်ပြေးသွားကြပြီးသူမက Roxanne နဲ့ Christina ကိုဖမ်းဆီးချီနှောင်ထားလိုက်ပါတယ်။ Harry ကိန်းမုန်တိုင်းကြီးနဲ့သူတို့ကိုဖျက်ဆီးတော့မဲ့အချိန်မှာမီကာမိုင်းရောက်လာပြီး Lady Darkboy ရဲ့အာယုံကိုလွှဲပေးပါတယ်။ထိုအချိန်မှာချမ်းက Lady Darkboy နဲ့သူမဖန်တီးထားတဲ့လေးစင်နှောင်မောင်းကိုဖန်လုံးကြီးတစ်လုံးနဲ့ပိတ်လောင်နိုင်ခဲ့ပါတယ်။ Lady Darkboy ကိုဖမ်းပြီးနောက် Megaman က Roxanne နဲ့အတူမူလခန္ဓာကိုယ်ကိုပြန်လည်ရရှိခဲ့ကြပါတယ်။တနေ့ခေတ်ကကျောင်း Science Fair အတွက် robot တစ်ခုတိစောက်ရမယ်လို့ပြောလာတော့ Megaman ကသူ့ဝါထဲကပစ္စည်းတွေကိုအသုံးပြုနိုင်ကြောင်းခွင့်ပြုခဲ့ပါတယ်။ခုတ်ရဲ့ဆရာဘန်နက်ဆိုသူကို Roxanne သိနေကြောင်းသိရပြီး Roxanne ကခုံနဲ့အတူကျောင်းလိုက်သွားခဲ့ပါတယ်။ Megaman လည်းလိုက်သွားရ Roxanne နဲ့ Bennett တို့ရင်းနှီးစွာစကားပြောနေတာကိုမြင်ပြီးမနာလိုဖြစ်လာပါတယ်။တကယ်တော့ Roxanne နဲ့ Bennett တို့ဟာကလေးဘဝ Summer Camp တစ်ခုထဲမှာအတူတက်ခဲ့မှုတဲ့တငယ်ချင်းဟောင်းတွေဖြစ်နေခဲ့ပါတယ်။အိမ်ပြန်ရောက်တဲ့အခါခုတ်က Roxanne ကိုချစ်ကြောင်းဖွင့်ပြောဖို့အကြံပေးပေမဲ့ Megaman ကအဲ့ဒီလိုမလုပ်ဘဲကိုတီဆောက်ထားတဲ့ဖော်3000 robot ကိုယူပြီးသူ့ရဲ့အကောင်းဆုံးတငယ်ချင်းလို program ပြန်ရေးလိုက်ပါတယ်။နောက်နေ့ဒေါ်လာဆိုင်ကိုဖော်3000ခေါ်သွားရ Roxanne နဲ့ Bennett ကိုတွေ့ပြီး robot အစ်စ်နဲ့ပြောနေကြောင်းပြချင်ပေမဲ့လူရှိမှအရှက်ရစရာတွေဖြစ်သွားပါတယ်။ခုတ်ကသူ့ Science Project robot ပျောက်သွားတာသိပြီးလိုက်ရှာရ Megaman ယူသွားတာသိသွားပြီး robot ကိုပြန်တောင်းခဲ့ပါတယ်။ထိုအချိန်မှာဖော်3000ကသူ့ကိုစွန့်ပစ်လိုက်တယ်လို့ထင်ပြီးအမျက်ထွက်ကတငယ်ချင်းအစ်စ်ရှာဖို့မြို့ရဲထွက်ပြေးသွားပါတယ်။လမ်းမှာတွေ့သမျှလူတွေကိုတိုက်ခိုက်ပြီးမြို့အစိပ်ပိုင်းတချို့ကိုလည်းဖျက်ဆီးခဲ့ပါတယ်။ခေါင်းနဲ့ Megaman တို့က robot ကိုတားဆီးဖို့ကြိုးစားကြပြီး Megaman ကဖော်3000နဲ့တနေ့လုံးကစားပေးကစိတ်ပြန်ကောင်းအောင်လုပ်ပေးခဲ့ပါတယ်။ဒါပေမဲ့ကျောင်းကိုပြန်လိုက်ဖို့ပြောချိန်မှာဖော်3000ကထပ်မံစွန့်ပစ်ခံရတယ်လို့ထင်ပြီး Megaman ကိုဖမ်းကအဆောက်အဦမြင့်ကြီးပေါ်ခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာ Megaman က Energy Spirit တစ်လုံးပစ်လိုက်ရာဖော်3000ရဲ့ System Restart ဖြစ်သွားပြီးနှစ်ယောက်စလုံးအောက်ကိုပြုတ်ကျခဲ့ကြပါတယ်။ကံကောင်းစွာ Roxanne က Dagger နဲ့ကယ်တင်နိုင်ခဲ့ပြီးခုတ်က robot ကိုပြန်ယူက Science Fair သို့ခေါ်သွားခဲ့ပါတယ်။အဲ့ဒီမှာဖော်3000ကတငယ်ချင်းအစ်စ်ရသွားပြီး Megaman ကိုအေးအေးဆေးဆေးထားခဲ့ပါတော့တယ်။တစ်ဖက်မှာ Doom Syndicate နဲ့တညလုံးတိုက်ခိုက်ထားတဲ့ Megaman ဟာပင်ပန်းလုံးနေပြီးအိတ်မပျော်နိုင်ဖြစ်နေပါတယ်။
ချမ်ကအနားယူဖို့ပြောပေမဲ့မီဂန်မန်က Doom Syndicate ကိုမဖမ်းမချင်းမအိပ်ဘူးလို့ဆုံးဖြတ်ထားပါတယ်။အဲ့ဒီညချမ်အကြိုက်ဆုံး rock band ရဲ့ concert ရှိတာကြောင့်သူ့နေရာမှာမီဂန်မန်ကိုစောက်ရှောက်ဖို့ချွတ်နဲ့ဆိုတဲ့ကပီတစ်ခုဖန်တီးခဲ့ပါတယ်။ဒါပေမဲ့ချမ်ကကူညီမဲ့စားမီဂန်မန်ကိုထိခိုက်အောင်လုပ်မိခဲ့ပြီးချမ်3ချမ်4ဆိုပြီးကာပီတွေဆက်တိုက်ဖန်တီးလာခဲ့ပါတယ်။နောက်ဆုံးလတစ်ခုလုံးမှာချမ်ကာပီတွေပြည့်နေသွားပြီးမီဂန်မန်ရဲ့စုံစမ်းရေးကိုပို့ပြီးအနောက်ရှက်ဖြစ်စေခဲ့ပါတယ်။ခါရောက်လာချိန်မှာမီဂန်မန်ကဒီအခြေအနေကိုအိမ်မက်ထဲရောက်နေတယ်လို့ထင်မိပါတယ်။အဲ့ဒီအချိန်သတင်းထဲမှာမြို့လေခေါင်ကို BMO တိုက်ခိုက်နေကြောင်းကြားရသဖြင့်မက်ဂမင်ထွက်သွားခဲ့ပြီးခုတ်ကချောင်းခပ်ပြီးတွေကိုဝါထဲမှာပိတ်ထားခဲ့ပါတယ်။ဒါပေမဲ့ပျော်ရွှင်နေတဲ့ conversion တစ်ခုကလွတ်မြောက်ပြီးမက်ဂမင်နဲ့အတူ BMO ကိုတားဆီးဖို့လိုက်သွားခဲ့ရာနှစ်ယောက်စလုံး BMO ရဲ့တိုက်ခိုက်မှုကိုခံလိုက်ရပါတော့တယ်။ရှမ်ရဲ့ခပ်ဖေတွေအားလုံးပေါင်းစည်းပြီး Gen Robot ကြီးတစ်ကောင်ဖြစ်သွားက BMO ကို uppercut ထိုးချလိုက်ပါတယ်။ BMO ကကြောက်တုံးကြီးတစ်လုံးနဲ့ပြန်တိုက်ခိုက်ပေမဲ့ Gen Chong ကခေါင်းနဲ့တိုက်ပြီးဖျက်ဆီးပစ်ခဲ့ပါတယ်။ဒါပေမဲ့မြို့သားတချို့ကမြို့ပျက်စီးမှုအားလုံးအတွက်မီဂမန်ကိုအပြစ်တင်နေကြတာကိုမြင်ပြီးကျန်းချူဒေါသထွက်က Metro City ကိုဖျက်ဆီးဖို့ဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာချွန်းအစ်စ်ကမက်ဂမန်ရဲ့ပန်းရောင်ရင်ကိုအသုံးပြုပြီးကျင်းချွန်းကိုပင်လယ်ဘက်သို့လှည့်စားခေါ်ဆောင်သွားကအန်ဒီယေကိုရပ်တန့်နိုင်ခဲ့ပါတယ်။ရက်တစ်ပတ်အနည်းငယ်ကြာပြီးထိုးရဲ့မွေးနေ့ရောက်လာချိန် Roxanne က drone တစ်စင်းလက်ဆောင်ပေးခဲ့ပြီးမက်ဂမန်ကသူမရဲ့မွေးနေ့ကိုမေ့သွားခဲ့တာသတိရသွားပါတယ်။ဒါကြောင့် Cole အတွက် surprise cake လုပ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။တစ်ဖက်မှာခေါက superhero ဖြစ်ချင်တာကြောင့် Doom Syndicate အဖွဲ့ထဲဝင်ရောက်စုံစမ်းမှုဆုံးဖြတ်ပြီး Mega Man ရဲ့ gadget တစ်ခုနဲ့99အဖြစ်အသွင်ပြောင်းက villain တွေရဲ့ hideout ကိုတွားရောက်ခဲ့ပါတယ်။အဲ့ဒီမှာ villain တွေကမဲရဟောင်းကိုဖမ်းဆီးထားတာတွေ့ရှိခဲ့ပြီးသူတို့ရဲ့အစီအစဉ်အသစ်ကိုနားထောင်နေချိန်99အစ်စ်ပေါ်လာခဲ့ပါတယ်။ခေါကသူဟာအဖွဲ့ဝင်အစ်စ်ဖြစ်ကြောင်းပြောဖို့ကြိုးစားပေမဲ့ Mega Man ပေါ်လာပြီးသူမရဲ့လျှို့ဝှက်ချက်ပေါ်ထွက်သွားခဲ့ပါတယ်။ခေါက Mega Man ဟာ Billing School မှာ Mega Man ကိုတင်ကြားပေးခဲ့တဲ့ဆရာဟောင်းဖြစ်ပြီး Mega Man က hero ဖြစ်သွားတဲ့အတွက်မကျေနပ်ပဲလက်စားချေဖို့ပြန်လာတာကိုသိရှိသွားပါတယ်။အဖမ်းမခံရဖို့ခေါက Mega Man ရဲ့ apprentice အသစ်ဖြစ်ချင်တယ်လို့လိန်ပြောခဲ့ပြီးတစ္ဆာပြဖို့ Mega Man ရဲ့ Baby Binky ကိုခိုးယူပေးရမယ့် mission ရရှိခဲ့ပါတယ်။ခေါက lab ထဲခိုးဝင်ပြီး Baby Binky ကိုယူခဲ့ပေမဲ့အဲ့ဒီအရာဟာအလွန်စွမ်းအားကြီးတဲ့ energy source တစ်ခုဖြစ်ကြောင်းသိလိုက်ရပါတယ်။ဒါကြောင့်အစ်စ်ကိုမပေးချင်ပဲကပီတစ်ခုလောက်က Mega Man ကိုပေးခဲ့ပါတယ်။ Doom Syndicate ထဲဝင်ခွင့်ရပြီးနောက် Baby Binky ဟာစကြဝဠာတွေကအစွမ်းထက်ဆုံးစွမ်းရည်ရင်းမြစ်တစ်ခုဖြစ်ပြီး Mega Man ရဲ့ခန္ဓာကိုယ်ကိုပြန်လည်တည်ဆောက်ဖို့အသုံးပြုမယ်ဆိုတာသိလာပါတယ်။ခေါကအစ်စ်ကိုကင်ထားကြောင်းထုတ်ပြောပြီးထွက်ပြေးခဲ့ပေမဲ့ Mega Man ကအစ်စ်နဲ့အတူကိုလဲလှယ်ထားတာသိလိုက်ရပြီးသူမစီမှာအတူတာကြန့်ရှိနေပါတော့တယ်။အမှားကြီးလုံးမိတာကို Mega Man ကိုဝန်ခံဖို့ဆုံးဖြတ်ခဲ့ပေမဲ့အိမ်ပြန်ရောက်ချိန် Mega Man ကလှပတဲ့မွေးနေ့ကိန်းနဲ့ Superhero ဝတ်စုံလက်ဆောင်ပေးကသူမကိုဟိုရောကောင်းတစ်ယောက်ဖြစ်လာအောင်လေ့ကျင့်ပေးမယ်လို့ပြောခဲ့ပါတယ်။ခကစိတ်ထိခိုက်ပြီးမျက်ရည်ကျသွားကအမှန်တရားကိုမပြောနိုင်တော့ဘဲထွက်သွားခဲ့ပါတယ်။ထိုအချိန်မှာ Mega Man ကသူ့ရဲ့ခန္ဓာကိုယ်ပြန်လည်တည်ဆောက်ရေးအစီအစဉ်ပထမအဆင့်ကိုအောင်မြင်စွာပြီးမြောက်ခဲ့ပြီးဒုတိယအဆင့်ကိုစတင်ခဲ့ပါတယ်။ခက Mega Man ကိုမပါဝင်စေဘဲ Mega Man ကိုတားဆီးချင်တာကြောင့်ရှောင်းရဲ့အကူအညီကိုတောင်းခဲ့ပြီးရှောင်းက Mega Man ရဲ့အကြီးမားဆုံးရန်သူပြန်ရောက်လာတာသိသွားပါတယ်။အဲ့ဒီနေ့လယ်မှာ Mega Man က Mega Man ထံ message ပို့ကစမ်းသပ်မှု3ခုပါဝင်တဲ့ game တစ်ခုကိုဖိတ်ခေါ်ခဲ့ပါတယ်။ Mega Man ဟာတနာရီအတွင်း hero test 3ခုကိုအောင်မြင်ရမယ်။အောင်မြင်ရင် Metro City ကိုချမ်းသာပေးမယ်မအောင်မြင်ရင်မြို့တစ်ခုလုံးဖျက်ဆီးမယ်လို့ချိန်ချောက်ခဲ့ပါတယ်။ Mega Man ဖနက်ချူလိုကတဲလွန်စတွေကိုလိုက်ရှာပြီးပထမစမ်းသပ်မှုမှာ Hero ကို Dagger နဲ့အနိုင်ယူကမြို့သားအားလုံးကို upgrade လုပ်မဲ့အစီအစဉ်ကိုတားဆီးနိုင်ခဲ့ပါတယ်။ဒုတိယစမ်းသပ်မှုမှာ Lightida ပေါ်နဲ့ရင်ဆိုင်ရပြီးခေါကအာယုံလွှဲထားချိန် Mega Man နဲ့ Chong ကမိသက်ပိုက်နဲ့ရေထမ်းခဲ့ပါတယ်။ Lightida ပေါ်ကလျှက်စစ်ပစ်လိုက်တဲ့အခါရေကြောင့်လျှက်စစ်ပြန်တက်ကပောက်ကွဲမှုဖြစ်ပြီးသူမရှုံးနေသွားခဲ့ပါတယ်။ထိုအချိန်မှာ Mega Man နဲ့ Doom Syndicate အဖွဲ့သားတွေက Mega Man ရဲ့ mansion ကိုသိမ်းပိုက်ထားပြီး Brain Box တွေကိုထိန်းချုပ်ကမြို့သားတွေကိုအကြမ်းဖက်ခိုင်းခဲ့ပါတယ်။ Mega Man က Satellite နဲ့ Transmitter ကိုဖျက်ဆီးဖို့ကြိုးစားပေမဲ့ Mega Man က Satellite ကိုပါထိန်းချုပ်ထားပြီးခမကြီးတစ်လုံးကို Metro City စီးပို့လိုက်ပါတယ်။မြို့သားအားလုံးမျှော်လင့်ချက်ကုန်ဆုံးနေချိန် Mega Man ပေါ်လာပြီး Baby Binky ရဲ့စွမ်းအားနဲ့ Mega Man ရဲ့ရုပ်တုကြီးကိုခမစီပစ်လုကမြို့ကိုကယ်တင်ခဲ့ပါတယ်။မြို့သားတွေရှိမှသူ့ကိုရောအစ်စ်ဖြစ်ကြီးညာခဲ့ပြီးတကယ်တော့သူကိုယ်တိုင်ဖျက်ဆီးဖို့ကြိုးစားခဲ့တဲ့မြို့ကိုကယ်တင်ခဲ့တယ်လို့ပြောဆောင်ခဲ့ပါတယ်။ထို့နောက်မြို့ပျက်စီးမှုအားလုံးကို Mega Man အပေါ်ပုံချခဲ့ပြီး Mega Man ဟာအစိုးရကအလိုရှိဆုံးရန်သူနံပါတ်ဖြစ်သွားခဲ့ပါတယ်။ယုံကြည်မှုအားလုံးဆုံးရှုံးသွားတဲ့ Mega Man အတွက် Mega Man ရဲ့အုပ်ချုပ်မှုကိုအဆုံးသတ်နိုင်မဲ့နည်းလမ်းတစ်ခုသာကျန်တော့ပြီးအဲ့ဒါက Metro City ရဲ့အကြော်ကြားဆုံးတော့ Home Metro Man ကိုရှာဖွေရန်ဖြစ်ပါတော့တယ်။